ခုကစားပြမယ်ကစားနည်းကတော့ narrow grip shoulder dumbbell press ကစားနည်းပဲဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင်ကျွန်တော်တို့ဒီလို adjustable bench ကို85 degree 80 degree လောက်ထိ incline လုပ်ပြီးတော့ကစားရပါမယ်အဲ့ဒါမှသာကျွန်တော်တို့အနောက်ကိုမှီပြီးကစားတဲ့အခါခါမနာမှာဖြစ်ပါတယ်ဒီကစားနည်းကိုကစားရမယ်ဆိုရင် dumbbell ကိုကိုယ့်ရဲ့ခန္ဓာကိုယ်အရှိ shoulder ရဲ့အပေါ်ကိုယူပြီးတင်လိုက်ရပါမယ် dumbbell နှလုံးက parallel ဖြစ်နေရပါမယ် dumbbell နှလုံးနဲ့အတူတစ်နှစ်ဖက်ကလည်း parallel ဖြစ်နေရပါမယ်အဲ့ဒီအတိုင်း parallel ဖြစ်နေပြီးတော့ခန္ဓာကိုယ်ကိုအနောက်ကိုမှီပြီးတော့ကစားရပါမယ်လက်ကိုမျက်နှာရဲ့အရှိကိုဆန့်တင်ရပါမယ်အရင် shoulder dumbbell press တွေကစားလို့ခေါင်းပေါ်ကိုတင်ပြမလို့ပါဘူးမျက်နှာရဲ့အရှိကိုတင်ရပါတယ်အဲ့ဒီအတိုင်းကစားရမှာပဲဖြစ်ပါတယ်